ဘာလို့ထားတယ်ဟုတ်မိရဲ့ တော်တာနေစမ်းမှာတကယ်ဒီမှာနှလုံးရှုံးလို့ပတ်စက်ကကျွေးရပေးစားမရှိညနေဆိုကြောက်ကပေးရတော့မှာအဲ့ဒါငါခလစ်နှငါတော့ မလုံးပါနဲ့အေးငါမယ်ဒါလေးတွေရောင်းချပြီးလှုပ်ထားတာ ဟာတော့ဒီငါခလစ်ဘာဖြစ်တော့မှာမှတ်ဖဲချက်ဖဲ မလုံးပါနဲ့မိရဲ့ တော့နှလုံးပေါက်တော့လေတော်စားတာလေ အမလေးအဲ့လိုမပြောရဘူးသမီးလေးရဲ့အမေကလိမ္မာရင်ကြီးရှိအောင်ကြီးကိုတင်တာညီကတော်တော်မှရိုင်းနေရပဲ တုတ်ကဘာတွေများမှရိုင်းနေလို့လေဒီငကခလစ်တစ်ဖက်ချွတ်ပြီးတော့လေတုံနှလုံးကျွေးလေးဆက်လိုက်အာတော့နားအေးပြီတော့လဲစိတ်မညတော့ဘူးလေဒီငကခလစ်တစ်ဖက်ကိုတော့ချက်မပေးနိုင်ဘူးလား မလုံးပါနဲ့အေးငါတေးရေးရှင်ရေးဒါလေးရှိသေးတယ်ကျမ်းမာရေး ဟာတေးရှိလေတော့ဆေးဖို့ကြောက်ပဲထုတ်ပေးနေပါတော့တစ်ခုဖြစ်ကြောက်လောက်ပေးမှာပါဒီငကခလစ်ကိုကြောက်ကိုချွတ်ပေးပါ မပေးနိုင်ဘူးမင်းရဲ့မပေးနိုင်ဘူး ညနေကျရင်နှလုံးကျွေးမှလည်းလာတော့မှာအမေရဲ့စိတ်တညစ်တယ် လောင်းတော့ညီကညီကျမ်းဖမ်းပြီးလို့ငါစိတ်ညစ်အောင်မလုံးနဲ့ ကဲတော့ချိုဖြစ်ကြောက်ပဲကုမှာပါမိကျဲပဲကုမှာပါဘယ်သူမှမကုပါဘူး တော်ပါအေးနေမကောင်းနေရေတောင်တိုင်းမဲ့လူဖြစ်ဦးညီဘာစကားတွေပြောမဟုတ်တာတွေပြောနေ တော့ဟုတ်တယ်လေအချိန်တွေကိုကြည့်လေကြောက်နှလုံးထိုးကောင်းလားနှလုံးပေါက်လားနှလုံးရှုံးနေလားတော့ကြည့်ခိုင်းလေကြောက်အော်အော်တဲ့လူဆိုလာအောင်ပါလေတော့ဒီငကကလေးတော့တုတ်ကိုပေးပါတော့ ပေးနိုင်ဘူးပေးနိုင်ဘူး